လုပ်ငန်းခွင်မှာ interview လေးတွေလုပ်မယ်ဆိုတော့လာစစ်တို့ပြင်ဆင်ထားတဲ့ခြေခံလေးတွေရှိလိမ့်မယ်နံပါတ်1ဥမာအလုပ်တစ်ခုကိုသွားရှာတဲ့အချိန်မှာ interview တဲ့အချိန်မှာဘာမှပြင်ဆင်မှုမရှိဘဲနဲ့သွားလှုပ်ဆောင်လို့ရှိရင်ကဒါကလာစစ်တို့ရလက်ကလည်းရိုးရိုးလေးပဲဖြစ်သွားလိမ့်မယ်အဲ့တော့ company ကိုအရင်ဆုံးသူတည်တနာလုပ်ရမယ်ဒီကုမ္ပဏီကသူကအဓိကပါထုတ်ကုန်တော့မဟုတ်ပါလုပ်ငန်းလုပ်နေရလဲဝန်ထမ်းလေးတွေအခြေအနေကဘယ်လိုလေးလဲသူရှာနေတဲ့ယာထုကဘာအတွက်လဲအစရှိတဲ့ဖြစ်စစ်တို့ကတက်နိုင်ဆုံးပေးရနေတစ်ချက်သွားနားလေကြည့်ရမယ်အနည်းဆုံးကတော့2ရက်3ရက်ချိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုအပ်မယ်ပြင်ဆင်လိုက်ချအဖြစ်ကနေတွား view တဲ့အချိန်မှာနေမှာကသူ့အနေထားကတခုခု information စုပ်ကင်နေလိမ့်မယ်စိတ်ထဲမှာသိနေတော့ရုပ်လေးပေါ်မှာဘာဖြစ်မလဲဆိုတော့ပို့ပြီးတော့ယုံကြည်ချက်ရှိမယ်စိတ်ကမလုံတာမျိုးမဟုတ်ဘဲနဲ့ confidence ရှိနဲ့တွား view နိုင်တယ်ဆိုတာဒါက income အလိုလိုနဲ့ negative တဲ့အပေါ်ရောက်နေလိမ့်မယ်ဒုတိယဟာကဘာကြီးလဲဆိုတာလဲဆိုလို့ရဲ့ CV file လေးတွေကိုပြင်ထားဖို့ဆိုတာတက်တက်ရက်ဆက်အများကြီးရေးဆရာမလို့ဒါပေမဲ့ရှင်းရှင်းလင်းလင်းတက်တက်ရက် key point လေးတွေတစ်ချက်ထည့်လိုက်ရုံပဲစာမျက်နှာတစ်မျက်နှာဆိုလောက်ပြီ CV file ဆိုတာ process တစ်ခုအနေနဲ့ပဲ CV file ယူလိုက်တစ်ချက်လားစစ်5စက္ကန့်အတွင်းပဲမျက်လုံးထဲမှာဝင်သွားမယ်။လက်စစ်လိုချင်တဲ့ point လေးတွေကဆွေးနွေးတဲ့အချိန်မှာပဲရရှိလိမ့်မယ်။ပြီးတော့လို့ရှိရင်နေ့ရဲ့ပညာရေး background ဆိုတာလည်းအသေးစိတ်တော့ရေးဆရာမလို့ဘူး။ဥပမာ level ရဲ့အမြင့်ဆုံးနောက်တစ် level ရဲ့အမြင့်ဆုံးအကောင်းဆုံးရဲ့ background ရေးလိုက်ရုံပဲ။ပြီးတော့လို့ရှိရင်အတွေ့အကြုံနေအရင်တော့ဘာလုပ်ခဲ့လဲ။အရင်တင်းမွိုင်းဟာတော့ထားလိုက်တော့အကြီးပိုင်းပဲရေးလိုက်။စတုဒ္ဒပိုင်းကဘာလဲဆိုတော့နေဟာဘယ်လိုလူမျိုးတယောက်လဲ။အရှိမလို့ဘူး။ဖတ်ဖို့အချိန်လည်းမရအောင်။တကြောင်ထင်တယ်ရေးပေးလိုက်။နေကိုထင်တာပဲဖြစ်လူများကနေကိုဒီလိုပြောတာပဲဖြစ်နေတကြောင်ရေးလိုက်ရပြီ။ပြီးတော့လို့ရှိရင် certificate လေးတွေလည်းရှိသမျှ certificate ပြဆရာမလို့ဘူး။သူဒီမို့စာလေးတွေပါရဲဆိုတော့ဒီလူဟာဘယ်လိုခန်းစားချက်ရှိလဲဆိုတော့သူ့ရဲ့ပညာရေးသူ့ရဲ့တင်ထားတဲ့ဟာလေးတွေကိုအရင်အလေးထားတယ်။ကိုယ့်ကိုအရင်အထင်ကြီးတယ်။နေလို့ထင်တာအရေးပါတယ်ဒါပေမဲ့ပြူးတဲ့လူကအရေးမပါဘူးနံပါတ်3ကတော့လာစလို့ရဲ့ဥထားစင်ရင်ပုံလေးတွေအရန်အစင်းမြင့်ဆရာမလို့ဘူးဒါပေမဲ့တက်ရက်လေးလူတယောက်ဟာတက်ရက်ဝတ်တာဆိုရင်တခြားလူတစ်ပါးကခန်းစားမိနိုင်တယ်ဘလောက်အလေးထားလဲခန်းစားမိနိုင်တယ်အပြုတ်မူပိုင်းဆိုလဲရင်ကြီးနဲ့ဆွေရပါပြီနံပါတ်4ကပါလဲဆိုတော့လာစလို့သွားပြူးတဲ့ချိန်သွားဆွေးနွေးတဲ့ချိန်မှာလာစလို့ကတေချာပေါ့လာစာစဉ်းစားမှာဟုတ်အဲ့တော့လာစာစဉ်းစားမယ်ဆိုတော့နေတွေးရမယ်အယုံဆုံးနေနံပါတ်1ကလိလာထားပြီးသားဒီကုမ္ပဏီတို့မို့ဒီအလုပ်ဒီဆိုင်မှာသူလုပ်လို့ရှင်ကပြားမြဘယ်လောက်ရမလဲဘယ်လိုအနေထားလဲနေ့နဲ့တင့်တော်လားမတင့်တော်လားနေအရင်ဦးဆုံးချင့်ချိန်ဖို့လိုမယ်ပေါ့ချင့်ချိန်ပြီးတော့နေသွားပြူးတဲ့ချိန်မှာနေစိတ်ထဲမှာပြင်ဆင်ထားမယ်ငေါရဲ့ line ဒီ outline အနည်းဆုံး line ကဘယ်လောက်လဲနေ့ရဲ့ target ကဘယ်လောက်လဲနေစိတ်ထဲမှာတခုပြင်ဆင်ထားဖို့လိုမယ်မဟုတ်လို့ရှင်နေသွားပြူးတဲ့ချိန်မှာသူ့ဖက်ကအရန်ကို pressure ပေးနေတဲ့ရုပ်လေးဆိုရင်နေကအဲ့ချိန်မှာစကားတခုပါပေါ်လာမယ်ဆိုတော့ကြည့်ပြီးတော့လို့ဘယ်လိုပဲဖြစ်အဆင်ပြေရဲ့အဲ့ဆိုရင်နေ့ရက်တန်ဖို့ကရှုပ်ဒီလိုတောင်းသွားလိမ့်မယ်ပြီးတော့နံပါတ်5ကပါရေးလဲဆိုတော့ကုမ္ပဏီတွေရဲ့လာစာ system သူတို့လာစာဘယ်လိုပေးနေကြလဲသွားမေးကြည့်လို့ရတယ်သူတို့ reception ကနေတီးလို့ရတယ်သူငယ်ချင်းမှတဆင့်သွားတီးလို့ရတယ်သွားလေ့လာသူတို့ကုမ္ပဏီကတော့မသူတို့ဆိုင်ကဘယ်လိုဆိုင်မျိုးလဲအင်ဂျီဆိုင်လားတရုတ်စာတင်တန်းကျောင်းလားဘာလုပ်တဲ့ကုမ္ပဏီလဲသူ့ကုမ္ပဏီမသိပေမဲ့လည်းတခြားစင်တူတဲ့ကုမ္ပဏီစီကနေလည်းတစ်ချက်လာစာအရင်သွားလေ့လာကြည့်တော့နေညှိနိုင်တဲ့ချိန်မှာဆိုပို့ပြီးတော့ပြားပြတခုထွက်လာနိုင်တယ်ဒါကြိုတင်ပြင်ဆင်ရမယ်အပိုင်းလေးတွေ First step